ဆိုင်မှာဈေးကြီးပေးရတဲ့ West 2ကိုအကုန်အကျတက်တက်တာနဲ့အိမ်မှာလောက်စားခြင်းတဲ့သူလေးတွေအတွက်အရန်ရတာရှိတဲ့ West 2 EE လေးချက်ပြပေးလိုက်ပါတယ်။ရေဆေးတန်းတင်ထားတဲ့ဝက်သားကိုစားချိုမုံပဲငံပြာရည်အပြည့် Q0 နဲ့တမအောင်နေပြီးတော့နိုင်ဝက်လောက်နှက်ထားလိုက်ပါမယ်။တဲအိုးထဲကို CN ငယ်ထည့်ပြီးတော့စီပူလာရင်တကြားတစွန်းထည့်မွေလိုက်ပါမယ်။တကြားလေးတွေရဲလာပြီဆိုရင်အရသာနှက်ထားတဲ့ဝက်သားထည့်ပါမယ်။တစ်ဖက်ကရဲပြီဆိုရင်တော့နောက်တစ်ဖက်လှန်ပေးပါမယ်။နှစ်ဖက်လုံးရဲလာပြီဆိုရင်တော့ရေထည့်ပြီးအဖုံးအုပ်ထားလိုက်ပါမယ်။ပွားလာပြီဆိုရင်တော့ဂျင်းကျက်သွန်ပြူနနက်ပွင့်တို့ထည့်လိုက်ပါမယ်။ဝက်သားလေးတွေဤသွားအောင်နောက်တစ်ရေထည့်ပြီးတော့မီးနည်းနည်းနဲ့တည်ထားလိုက်ပါမယ်။ဝက်သားဤလာပြီဆိုရင်ရေစိမ်ထားတဲ့မှုကြောက်လေးထည့်လိုက်ပါမယ်။အရာသာအတွက်အချို့မုံပဲငံပြားရည်အကျဲ Q0 ထည့်လိုက်ပါမယ်။ Q0 ကိုတော့အခုအိမ်မှာသုံးပြီးတော့အကြိုက်တွေးနေတဲ့ Fuji Mountain Q0 ကိုသုံးထားပါတယ်။ဒီ Q0 လေးကဟင်းပွဲရဲ့အရသာကိုပိုမိုပေါ်လွင်စေတာကြောင့်ဝက်သားချက်တဲ့အခါတိုင်းထည့်သုံးဖြစ်နေပါတယ်။ချားကန်ဒီပြီဆိုရင်တော့ထိုင်ဝမ်မုံညင်းနဲ့ကော်ရည်လေးခတ်လိုက်ပါမယ်။ဒါဆိုရင်တော့အနမ်းရသာနဲ့ပြည့်စုံပြီးနူးညံ့ဤဆက်နေတဲ့ West 2လေးရပါပြီရှင်။